အင်မတန်ရှုပ်ထွေးပွေလီလာတဲ့ဇက်ရှုပ်ကောင်ကြောင်တန်းကြောင်ဒီပြောသွားမှာပဲဖြစ်ပါတယ်ကြောင်တန်းဆိုတာဘာလဲကြောင်တန်းဆိုတာကြောင်လေးတွေရဲ့ခန္ဓာကိုယ်ပေါ်မှာနေပြီးတော့ကြောင်လေးတွေရဲ့သွေးကိုဆုပ်ယူစားသုံးတဲ့ insect ကပ်ပါတစ်မျိုးပဲဖြစ်ပါတယ်ဒီကောင်လေးကြောင့်မို့လို့ကြောင်လေးတွေကအခန်းခက်ပါတယ်ရားရံစေပါတယ်အမွှေးတွေကျွတ်စေပါတယ်ပြီးလို့ရှိရင်ကူးဆက်ယောဂါတွေဖြစ်စေပါတယ်အဲ့တော့ကြောင်တန်းကြောင်ပြောမယ်ဆိုရင်ကျွန်တော်တို့ကသူ့ရဲ့ဘဝတန်တရားကိုပြောရပါလိမ့်မယ်ပထမဆုံးတန်းအမာကြီးကနေပြီးတော့တန်းဦးလေးတွေကိုကြောင်ရဲ့ခန္ဓာကိုယ်မှာဥချလိုက်ပါတယ်အဲ့ဒီဦးလေးတွေကနေပြီးတော့ပြီးလို့ရှိရင်သူတို့ကပတ်ဝန်းကျင်ကိုပြန့်သွားပါတယ်ပြန့်သွားပြီးရင်အဲ့ဒီဥကနေပြီးရဲ့တန်းပိုးတုံလုံးလေးတွေပေါက်လာပါတယ်အဲ့ဒီပိုးတုံလုံးလေးတွေကဒီပတ်ဝန်းကျင်မှာနေတယ်မြေကြီးပေါ်မှာနေတယ်ပြီးလို့ရှိရင်ကော်စောတွေပေါ်မှာနေတယ်အဲ့လိုနဲ့ပိုးတုံလုံးပြီးလို့ရှိရင်သူကပိုးအိမ်စီကိုရောက်သွားပါတယ်အဲ့ဒီပိုးအိမ်ရဲ့ပြဿနာရှိပါတယ်အဲ့ဒီပိုးအိမ်ရဲ့ပြဿနာရှိပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီပိုးအိမ်ရဲ့တက်တန်းကသတင်းဘက်ကနေပြီးတော့လာချပြီးတော့တက်တန်းရှည်လို့ဖြစ်ပါတယ်အပြီးလို့ရှိရင်တော့ပိုးအိမ်ကနေပြီးတော့ကျတော့တန်းအမာကြီးဖြစ်ပြောင်းသွားပါတယ်အဲ့တော့ကြောင်တန်းဖြစ်ပြီဆိုရင်ကျွန်တော်ဘယ်လိုလက္ခဏာရှိမလဲတန်းရလို့ကြောင်လေးတွေကအရန်ကုတ်ပါပဲပြီးလို့ရှိရင်ပါးစပ်နဲ့လည်းအရန်ကိုက်ပါမယ်အဲ့ဒါကြောင့်မလို့အမွှေးကျွတ်တာတွေဖြစ်တတ်ပါတယ်ပြီးလို့ရှိရင်အရေပြားပေါ်မှာတန်းကိုက်တာတွေလည်းဖြစ်နေတတ်ပါတယ်တန်းကိုက်တာများလို့ရှိရင်ကြောင်လေးတွေကသွေးရနဲ့ယောဂါဖြစ်တတ်ပါတယ်သဖုံးလေးတွေကြည့်လိုက်ဖြူဖြော့နေရပါတော့ပြီးလို့ရှိရင်အဲ့ကြောင်တန်းကတန်ယောဂါတွေကိုလည်းသဲဆောင်ပါသေးတယ်အဲ့ဒါကြောင့်မလို့ဒီကောင်ကပြဿနာကောင်းလို့ပြောတာပါအဲ့တော့ကျွန်တော်တို့တန်းတွေကိုဘယ်လိုဖြေရှင်းကြမလဲအဲ့တော့တန်းတွေကိုကျွန်တော်တို့ဖြေရှင်းဖို့ဆိုရင်ပထမဆုံးကျွန်တော်တို့ကိုယ်ကြောင်လေးတွေကိုကျရင်ကုသပါမယ်အဲ့တော့တန်းတွေကိုနှိမ့်နှင်းဖို့ကျွန်တော်ဘယ်လိုနည်းလမ်းတွေရှိလဲဂုတ်ဆက်ချသေးကြောင်လေးတွေရဲ့အရေပြားပေါ်မှာဆေးအဆက်ချတဲ့ဥစ္စာပါဒီကောင်အတော်အသင့်တန်းတွေတန်းသားလောင်းတွေတန်းဥတွေအဆင့်ကိုဒီကောင်ကဖြေရှင်းနိုင်ပါတယ်အဲ့ဒါပြီးရင်တချို့ကြတော့တောက်ဆေးတွေလာပါတယ်အဲ့တော့တောက်ဆေးတွေကလည်းတန်းတွေကိုနိုင်ပါတယ်ပြီးလို့ရှိရင်စပရေးတွေလာပါတယ်ကြောင်လေးတွေပေါ်မှာစပရေးဖြန်းလို့ရပါတယ်တန်းနဲ့ပတ်သက်လို့စပရေးတွေပေါ့နော်အဲ့ဒီစပရေးတွေလာပါတယ်နောက်တစ်ခုကတော့တန်းတွေကိုနိုင်တဲ့လက်ဘက်တွေရှိပါတယ်အဲ့တန်းလက်ဘက်တွေကိုလည်းပတ်လို့ရပါတယ်ပြီးလို့ရှိရင်တန်းပေါင်တာတွေတို့တန်းရှမ်ပူတွေတို့ရှိပါတယ်အဲ့တော့ကြတော့အဲ့ပေါင်တာတွေရှမ်ပူတွေနဲ့လည်းဒီကြောင်လေးခန္ဓာကိုယ်မှာရှိတဲ့တန်းတွေကိုကျွန်တော်တို့ကနေနိုင်ပါတယ်ဒါကပထမဆုံးကြောင်ကိုကျွန်တော်တို့အရင်ကုသတာဖြစ်ပါတယ်ကြောင်တန်းကကြောင်ကုသလို့မပြီးပါဘူးနောက်ထပ်ကုသမယ့်နေရာတွေရှိပါသေးတယ်အဲ့ဒါဘာလဲဆိုတော့ပတ်ဝန်းကျင်ကိုကုသရပါတယ်အထူးသဖြင့်ကော်စောတွေပြီးလို့ရှိရင်ပရိဘောဂတွေပြီးလို့ရှိရင်ကြောင်လေးတွေဒီတန်းဥလေးတွေနေနိုင်တဲ့နေရာတွေခုနပြောသလိုတန်းပိုးအိမ်တွေရှိနေနိုင်တဲ့နေရာတွေကိုကျွန်တော်တို့ကဖြန်းစည်းနဲ့ဖြန်းတာတို့တန်ရှင်းလောက်တာတို့ဖုံဆုပ်ဆက်နဲ့ဆုပ်တာတို့ဒါမျိုးတွေလုပ်ရပါတယ်ဒါကတော့ပတ်ဝန်းကျင်ကိုကုသတာပဲဖြစ်ပါတယ်ပတ်ဝန်းကျင်ကိုလည်းတန်ရှင်းလုပ်ရပါသေးတယ်ပတ်ဝန်းကျင်ကိုတန်ရှင်းလုပ်ပြီဆိုရင်အဲ့ဒီတန်းပိုးအိမ်တွေကိုကျွန်တော်တို့ကဖယ်ရှားနိုင်ဖို့အတွက်ပတ်ဝန်းကျင်မှာဆေးဖြန်းတာတွေတို့စပရေးဖြန်းတာတွေဒါမျိုးလုပ်ရပါတယ်နောက်ဆုံးတစ်ခုကတော့ပုံမှန်ကာကွယ်ရတာပဲဖြစ်ပါတယ်ပုံမှန်ကာကွယ်ရတော့သူတို့ပုံမှန်တန်းလေးရှိလားမရှိဘူးလားဆိုတာကိုပုံမှန်စစ်ဆေးပေးတာပဲဖြစ်ပါတယ်ဒီလိုမျိုးအချက်၄ချက်နဲ့ပြည့်စုံမှသာလေတန်းတွေကိုနှိမ့်နိုင်မှာဖြစ်ပါတယ်